ပါတယ်။အဲ့ဒီမိကြောင်းဟာတခြားမိကြောင်းတွေနဲ့တိုက်ပွဲဖြစ်ပြီးတေလူမျောပါဖြစ်နေခဲ့တာပါ။မေတ္တာထားခြင်းတာမန်လူဆိုရင်ကြောက်ပြီးပြေးကြမှာဖြစ်ပေမဲ့စိတ်နှလုံးနူးညံ့တဲ့မင်းနန္ဒာကတော့အဲ့ဒီမိကြောင်းကိုတနာသွားခဲ့ပါတယ်။မင်းသားတစ်ပါးဖြစ်ပေမဲ့ကိုယ်တိုင်ကိုကြအနာတွေကိုဆေးကုပေးပြီးအစာကျွေးကပြုစုဆောက်ရှောက်ခဲ့ပါတယ်။အဲ့ဒီမိကြောင်းကတော့နောက်ပိုင်းမှာငမိုးရိပ်ကလို့အမည်တွင်လာမဲ့မိကြောင်းမင်းပေါ့။တစ္ဆာရှိသောအလုတ်အကျွေးငမိုးရိပ်ဟာတရိษံဆိုပေမဲ့မင်းသားရဲ့မေတ္တာကိုတည်တက်ခဲ့ပါတယ်။ဂံရာတွေပျောက်ကွယ်သွားတဲ့အခါမှာတော့ငမိုးရိပ်ဟာရေထဲကိုပြန်မသွားဘဲမင်းနန္ဒာရှိရာကမ်းပါးနားမှာပဲအမြဲဆောင်နေတတ်ပါတယ်။မင်းနန္ဒာကမြစ်ကမ်းနားကိုဆင်းလာပြီးလက်ခုပ်သုံးချက်တီးလိုက်တာနဲ့ငမိုးရိပ်ဟာရေပေါ်ကိုပေါ်လာပြီးသူ့ကြောပေါ်ကိုစီးဖို့အစဉ်သင့်ခေါင်းငုံပေးလေးရှိပါတယ်။တစ္ဆာရှိသောခရီးစဉ်မင်းနန္ဒာရဲ့အချစ်ဟာမြစ်ထက်ပိုပြီးနက်ရှိုင်းခဲ့ပါတယ်။ညစဉ်ညတိုင်းလူသူကင်းစိတ်တဲ့အချိန်မှာမင်းနန္ဒာဟာမြစ်ကမ်းဘေးကိုဆင်းလာတတ်ပါတယ်။အဲ့ဒီမှာသူ့ရဲ့အလုတ်ကျွေးဖြစ်တဲ့မိချောင်းမင်းငမိုးရိပ်ကအစဉ်သင့်စောင့်ကြိုနေခဲ့တာပါ။မင်းနန္ဒာဟာငမိုးရိပ်ရဲ့ကြောပေါ်ကိုစီးပြီးလှိုင်းလေထန်တဲ့ပဲခူးမြစ်ကြီးကိုဖျက်ကျော်လို့ချစ်သူရှိရာတကုံမြေစီကိုညစဉ်ဖောက်ပြန်ခြင်းမရှိဘဲလာရောက်ခဲ့ပါတယ်။ချစ်သူနှစ်ဦးရဲ့ပျော်ရွှင်စရာအချိန်လေးတွေဟာမြစ်ကမ်းဘေးမှာခဏတာဖြစ်ခဲ့ပေမဲ့သူတို့အတွက်တော့ကဘာတစ်ခုလုံးစာအဓိပ္ပာယ်ရှိခဲ့ပါတယ်။ကံကြမ္မာဤရက်ဆက်မှုတညမှာတော့ကောင်းကင်မှာလက်မင်းကမှောင်မဲပြီးလေပြင်းတွေတိုက်ခတ်နေခဲ့ပါတယ်။မင်းနန္ဒာပြန်လန်းမှာငမိုးရိပ်ဟာတခြားမိကြောင်းတစ်ကောင်နဲ့မြစ်လယ်မှာတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။သခင်ဖြစ်သူကိုအန္တရာယ်ကနေကာကွယ်ပေးခြင်းတဲ့စိတ်နဲ့ငမိုးရိပ်ဟာမင်းနန္ဒာကိုသူ့ရဲ့ပါးစပ်ထဲမှာငုံပြီးဝှက်ထားခဲ့မိပါတယ်။ဒါပေမဲ့တိုက်ပွဲကကြာရှည်သွားခဲ့တဲ့အခါမှာတော့ငမိုးရိပ်ဟာသူကိုယ်တိုင်သခင်ကိုတတ်မိလိုက်သလိုဖြစ်သွားခဲ့ရပါတယ်။ရင်ကွဲနာကြခြင်းနေယုံတက်ချိန်မှာတော့ရှင်မွေးလွန်းဆောင်နေတဲ့ကမ်းခြေကိုငမိုးရိပ်ဟာမင်းနန္ဒာရဲ့ရုပ်အလောင်းကိုတင်ပေးခဲ့ပါတယ်။အေးဆက်နေတဲ့ချစ်သူရဲ့ကိုယ်လုံးကိုဖက်တွယ်ရင်းရှင်မွေးလွန်းရဲ့ငိုကြွေးတန်ဟာပဲခူးမြစ်တစ်ပြင်လုံးကိုဟိမ့်ထွက်သွားခဲ့ပါတယ်။အရှင်မရှိဘဲကျမမရှင်တန်နိုင်တော့ဘူးဆိုတဲ့စကားကိုနောက်ဆုံးအကြိမ်ရေရွတ်ရင်းရှင်မွေးလွန်းဟာမင်းနန္ဒာရဲ့ရင်ခွင်ပေါ်မှာတင်ရင်ကွဲနာကြပြီးလိုက်ပါသွားခဲ့ပါတော့တယ်။ထာဝရအချစ်သမိုင်းမှာသူတို့ကိုမြစ်တစ်ဖက်စီမှာခွဲခြားမြုပ်နှံခဲ့ပေမဲ့ထူးဆန်းစွာပဲသူတို့ရဲ့အုတ်ဂူနှစ်ခုဟာမြေအောက်ကနေတစတစနီးကပ်လာပြီးနောက်ဆုံးမှာတော့တစ်ခုတည်းဖြစ်အောင်စုံစည်းသွားခဲ့ကြပါတယ်။ဒါဟာပဲခူးမြစ်ကတက်တေထူခဲ့တဲ့တေခြင်းတရားကတောင်မခွဲနိုင်တဲ့မင်းနန္ဒာနဲ့ရှင်မွေးလွန်းတို့ရဲ့ထာဝရအချစ်ဇာတ်လမ်းပဲဖြစ်ပါတော့တယ်။